န်နီဟာလက်ထဲမှာငွေစက်ကူတကြွက်ကိုလုံးချေကလက်ဖက်ရည်ခွက်ထဲသို့ထည့်လိုက်ပါတယ်ငွေစက်ကူတစ်ခုလုံးကိုမိနစ်အနည်းငယ်စိမ့်ပြီးတဲ့နောက်ထုတ်ယူလိုက်ပြီးငွေကိုဖြန့်ကကျင်းနှက်စွာနဲ့ကြည့်နေပါတယ်ငွေစက်ကူအစ်စ်ကအခုတော့ဟောင်းလွှမ်းနေတဲ့ငွေစက်ကူလိုဖြစ်သွားပါပြီစန်နီတို့နှစ်ယောက်ဟာငွေစက်ကူအားလုံးကိုလက်ဖက်ရည်ထဲသို့ပစ်ထည့်ကခုနကလိုပဲမိနစ်အနည်းငယ်ကြာမှဆယ်ယူပြီးတော့ဂျိုးတန်းပေါ်တွင်ချိတ်ဆွဲကတရွက်ချင်းစီကိုလေမှုန့်ပြီးအချောက်ခံကြပါတယ်သူတို့ပိုင်ဆိုင်တဲ့ငွေစက်ကူတွေကမကြသေးမီကရိုက်နေထားတဲ့အတုများထိပြီးငွေစက်ကူအစ်စ်များနဲ့ရှင်ပါကဟောင်းလွှမ်းနေတဲ့ငွေစက်ကူများကိုတန်တရားဝင်မှုနည်းပါတာကြောင့်အခုလိုပြုလုပ်ကြတာပါပြီးတော့သူတို့နှစ်ယောက်ဟာအရေးအသေးကိုစမ်းတက်ခြင်းတဲ့ကြောင့်နှစ်ယောက်သားဆိုင်တစ်ဆိုင်တို့ထပ်လာခဲ့ကြပါတယ်ဆိုင်ရောက်တော့ဂျက်ကအလို့များနေတဲ့ဆိုင်ရှင်ထံငွေစက်ကူတရက်ပေးလိုက်ပြီးပစ္စည်းတစ်ခုဝယ်လိုက်ပါတယ်ဒါပေမဲ့မမြောက်လင့်ပဲဆိုင်ပိုင်ရှင်ကငွေစက်ကူကိုယူလိုက်ကသူ့ရဲ့လက်ချောင်းများနဲ့ပုတ်တက်ပြီးနှစ်ကျင်းလောက်စစ်ဆေးလိုက်ရာအတူဖြစ်ကြောင်းချက်ချင်းတည်လိုက်ပါတယ်ပြဿနာဖြစ်မယ်ဆိုတာကိုရိပ်စားမိတဲ့ဆန်နီဟာပြေးသွားပြီးလူအုပ်ကြားထဲမှာဂျက်ကိုအတင်းဆွဲထုတ်ယူကဘေးလိုရာကိုနှစ်ယောက်သားထွက်ပြေးကြရပါတော့တယ်ငွေစက်ကူအတူလက်သားကိုလွယ်ကူလိမ့်မည်လို့သူတို့ထင်ခဲ့ကြတာပါပထမဆုံးအချိန်မှာပဲသူတို့ရဲ့ငွေအတူတွေကြောင့်အဖမ်းခံရမလို့ဖြစ်ပြီးကံကောင်းလို့လွတ်မြောက်ခဲ့တာပါစန်နီကသူ့လက်ထဲကငွေစက်ကူအတူတွေကိုတေချာလိလာကြည့်ပြီးအစကတည်းမားနေတာလို့အခုလိုပြောပါတယ်အိန္ဒိယငွေစက်ကူတွေကိုအထူးချီသားပြုတ်ဖတ်စက်ကူပေါ်မှာရိုက်နေထားပြီးတာမန်စက်ကူနဲ့လုံးဝကွဲပြားတဲ့ခန်းစားချက်မျိုးပေးစွာနိုင်တယ်ဒီစက်ကူကထူးခြားပြီးကြီးလန့်ပြတ်သားပါတယ်ပြီးတော့အယောင်ပြောင်းတဲ့မြင်တစ်မျိုးလဲပါဝင်ပြီးမြင်ကွဲအပေါ်မူတည်ပြီးအယောင်ပြောင်းတတ်တယ်အရေးသွေးမြင့်တဲ့ငွေစက်ကူကတူတွေထုတ်လုပ်ဖို့အတွက်ဒီပြဿနာအားလုံးကိုဖြေရှင်းရလိမ့်မယ်လို့ဂျက်ကိုပြောပါတယ်သူတို့နှစ်ယောက်ဟာနေရာတိုင်းမှာလိုက်လံရှာဖွေပြီးရှာတွေ့တဲ့စက်ကူအမျိုးအစားတိုင်းကိုလက်ချောင်းတွေနဲ့ပုတ်တိုက်ကြည့်ကြတယ်ဒါပေမဲ့မျိုးတစ်မျိုးလုံးကိုလက်ပတ်ရှာဖွေပြီးတဲ့နောက်မှာတော့သူတို့လိုချင်တဲ့စက်ကူအမျိုးအစားကိုရှာမတွေ့ပါဘူးဂျက်ကအနှဲငယ်စိတ်ပြစ်အားငယ်မှုတွေဝင်လာတဲ့အချိန်မှာပဲစန်ဒီကထူးခြားတဲ့စက်ကူတစ်မျိုးကိုတွေ့လိုက်ပါတယ်အဲ့ဒါနဲ့သူကဂျက်ကိုခေါ်ကမဂ္ဂဇင်းစာရွက်ကိုကင်ကြည့်ဖို့ပြောလိုက်တယ်ဂျက်ကစက်ကူချင်းစင်တူပေမဲ့အရန်ပါလွန်းတယ်လို့ပြောလိုက်တဲ့အခါစန်ဒီကစာရွက်နှစ်ရွက်ကိုဖိပြီးထပ်ပြီးကင်ကြည့်ခိုင်းလိုက်တယ်ဂျက်ကချက်ချင်းပဲစိတ်လှုပ်ရှားပြီးစကားမပြောနိုင်တော့ပါဘူးအဲ့ဒီခန်းစားချက်ကငွေစက်ကူအစ်စ်နဲ့တစ်ထပ်တဲကျနေလာပါစက်ကူပြဿနာဖြေရှင်းသွားတဲ့အခါမှာဂျက်ကဈေးကဝယ်လာတဲ့မှင်းနဲ့တထုရည်စီကိုရောဆက်ပြီးအယောင်အတွက်ဖြေရှင်းနည်းတစ်ခုကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်ရလအနေနဲ့အကျိုးသက်ရောက်မှုကပြတုကိုမှလှည့်ဖျားနိုင်လောက်အောင်ကောင်းမွန်ခဲ့တာပါပြီးတော့သူကငွေစက်ကူရဲ့ထူးခြားတဲ့ကြီးလင်းပြတ်သားမှုကိုပေးစွမ်းနိုင်ဖို့တထုရည်တစ်မျိုးကိုတုတ်လိုက်ပါတယ်စန်ဒီကတော့ငွေစက်ကူပေါ်ကအသေးစိတ်အချက်အလက်တွေကိုလက်နဲ့ရေးဆွဲပါတယ်ငွေစက်ကူတွေကိုထုတ်လုပ်ဖို့ microprint နည်းပညာကိုအသုံးပြုလို့ရှိပါတယ်အဲ့ဒီစက်တွေဟာတာမန်မမြင်နိုင်လောက်တဲ့အသေးစိတ်ပုံစံတွေကိုတောင်ထုတ်လုပ်ပေးပါတယ်ကနီနောက်ပုံစံကိုလက်နဲ့ဖန်တီးရပေမဲ့စန်ဒီအတွက်အခက်အခဲအသားအစီတစ်ခုမဟုတ်ပါဘူးထူးခြားတဲ့အမှုပညာပါရမီရှိတဲ့သူဟာငွေစက်ကူအစ်စ်ရဲ့အသေးစိတ်အချက်အလက်အားလုံးကိုတေချာလေ့လာခဲ့ပြီးပုံစံတစ်ချင်းစီကိုအထက်အခါဂရုစိုက်ပြီးလုပ်ခဲ့ပါတယ်ရက်အသားကြအဆက်မပြတ်ပြုပြင်မွမ်းစင်ပြီးတဲ့နောက်ပိုင်းမှာစန်ဒီဟာ Ruby 900ရွယ်ငွေစက်ကူအတုရဲ့နှစ်ဖက်စလုံးမှာရှုပ်ထွေးတဲ့ဒီဇိုင်းတိုင်းကိုပြည့်ပြည့်စုံစွာပုံတူကူးယူနိုင်ခဲ့ပါတယ်နောက်ကစစ်မှာပုံနှိပ်ထားတဲ့ငွေစက်ကူအတုကိုဖန်းကလုံးအောက်မှာထားကထက်ခါတလဲလဲပွတ်တိုက်ပြီးတော့စန်ဒီဟာငွေစက်ကူအတုပလားကိုအပူခံဆက်ပေါ်တင်ပြီး၆တွေးအောင်အပူပိန်နေခဲ့ပါတယ်ပြီးတော့အရေးခံပစ္စည်းနဲ့မြန်မြန်ဆန်ဆန်အရေးခံခလိုက်တယ်အဲ့ဒီတော့နဲ့900ရူပီငွေစက်ကူအတုအတွက်ပုံနှစ်ပလားဟာပြီးစီးသွားခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်ဟာစက်ကူအားလုံးကိုတေချာစီမံပြီးမှရှေ့နဲ့နောက်ကိုတီးတန်းစီဆိုင်နေကြပြီးရှေ့မျက်နှာဖက်နဲ့လုံခြုံရေးချီကိုထိုးထည့်ကနောက်ကျောမှာကော့ကတ်ကသူတို့လိုချင်တဲ့ပုံစံကိုဖန်တီးလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့ကလက်ဖက်ရည်ထဲစိန်ပြီးမှပြန်ဆယ်ယူပြီး၆သွေးအောင်ပြုတ်လုပ်ပြီးတဲ့အချိန်မှာတကယ့်အစ်စ်လိုပဲခွဲခြားလို့မရတဲ့ငွေစက်ကူအတုတစ်ခုအစင်တင့်တည်သွားပါပြီနှစ်ယောက်သားဆိုင်တစ်ဆိုင်ကိုတွားရောက်ပြီးဒီတစ်ခါတော့စန်ဒီကငွေစက်ကူအတုကိုဆိုင်ပိုင်ရှင်စီပေးနေတော့ဂျက်ကလည်းစန်ဒီလက်ကိုနောက်ကနေတင်းတင်းကြပ်ကြပ်ဆုပ်ခိုင်းထားကတကယ်လို့များတခုခုမှားသွားရင်ထွက်ဖို့အသင့်အနေထားပြင်ထားတာပါဆိုင်ပိုင်ရှင်ကပတ်စံကိုလမ်းယူသွားတဲ့အခါစန်ဒီရဲ့ရင်တွေတထိတ်တခုံနေပါတယ်ဒါပေမဲ့စက္ကန့်ကနည်းငယ်အကြာမှာတော့သူ့လက်ထဲမှာအရေးပူးလင်းတစ်လုံးကိုတွေ့လိုက်ရပါတော့တယ်